ပရိယေလို့ခေါ်တယ်လေနှစ်ယောက်တစ်ပိုင်းမဟုတ်တစ်ယောက်တစ်ပိုင်းသူကသူတိုင်းပြည်ထီထောင်တဲ့အခါမှာလေကြေးကလားတွေတီဟိုမှာဒုဋ္ဌခါမလေးမေးထင်တာပဲအဲ့မှာကြေးကလားတွေကတိုင်းပြည်ကိုလူထားတဲ့အချိန်မှာသူ့ကိုပြန်တော်လိုင်းရေးလုပ်ကြတာပေါ့နော်တော်လိုင်းရေးလုပ်တဲ့အခါမှာတက်ရဖြတ်ရတာပဲလေနောက်ကျမ်းမာရေးမကောင်းတော့အဲ့ရတဲ့လဲတဲ့အချိန်မှာဘရင်ကြီးကစိတ်မကောင်းဖြစ်တာပေါ့လူတွေသူအများကြီးတက်ခဲ့ရတော်လိုင်းရေးတုန်းကစိတ်မကောင်းဖြစ်တာလေအဲ့တော့စိတ်မကောင်းဖြစ်တော့သူကုသိုလ်တွေသူကအများကြီးလုပ်ထားတာဒုဋ္ဌကမဏိမင်းဆိုတာဗုဒ္ဓဘာသာသာသနာသမိုင်းမှာဖယ်ထားလို့မရအောင်သူလည်းအာသောကပုံစံမျိုးပဲအလွန်သာသနာမှာအကျိုးများတဲ့ဘုရင်ကြီးတစ်ပါးပဲဆိုတော့အဲ့ဒီဘုရင်ကြီးကသူလုပ်ခဲ့တဲ့ကုသိုလ်တွေကိုသတိမရဖြစ်နေတာအဲ့ဒီတက်ခဲ့တဲ့ဟာတွေအာယုံရောက်နေတော့လေအဲ့တော့သူ့ရဲ့တိုက်ဖို့တိုက်ဖက်ဖြစ်တဲ့လူအဲ့ဘုန်းကြီးကလူထပ်ပြီးတိုက်ခဲ့မှုတာလေအဲ့တော့သူဘုန်းကြီးပြန်ဝတ်နေတာပေါ့သူကအဲ့မှာသူ့ဘုရင်ကြီးနော်အဲ့တော့စိတ်မကောင်းဖြစ်နေတာကိုသိတဲ့ခါကျတော့လာပြီးတော့ပရိယေနဲ့စိတ်ကိုလှည့်စားလိုက်တာအဲ့တော့လူတွေအများကြီးအဲ့မှာဘာသာကြားမိစ္ဆာတိတွေများတယ်အဲ့မှာသူတက်လိုက်တဲ့ထက်မှာ၅ပါးသီလလုံးတဲ့ပုဂ္ဂိုလ်တယောက်ပါတယ်တယောက်ကတော့၅ပါးသီလမလုံးတရဏဂုံတည်တယ်ဗုဒ္ဓဘာသာပေါ့နော်အဲ့တော့၅ပါးသီလလုံးတဲ့ပုဂ္ဂိုလ်တယောက်တော့သတ်မှတ်ပြီးတော့၅ပါးသီလမလုံးတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တစ်ပိုင်းလုံးသတ်မှတ်တယ်ဒါပရိယေနဲ့ပြောတာကျန်တဲ့ပုဂ္ဂိုလ်တက်ရင်အာဟုသို့ဖြစ်တယ်မဖြစ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးတကယ်တီတီမာမာအာဟုသို့ဖြစ်မြောက်တက်ခဲ့တာတယောက်နဲ့တစ်ပိုင်းရှိတယ်လို့ဆိုလိုတဲ့သဘောကျန်တဲ့လူတွေတက်တာအာဟုသို့မဖြစ်ဘူးပြောဘူးလေဟိုပုဂ္ဂိုလ်တွေကသီလမရှိဘူးမိစ္ဆာဒိဋ္ဌိတွေဖြစ်နေတယ်အဲမိစ္ဆာဒိဋ္ဌိကိုတက်လို့အာဟုသို့မဖြစ်ဘူးလို့မပြောနဲ့ဖြစ်တယ်နော်အာဟုသို့ဖြစ်တယ်ဒါပေမဲ့သူတို့ကသီလမရှိတဲ့ပုဂ္ဂိုလ်တွေမဟုတ်လို့ကြီးမားတဲ့အာဟုသို့မဟုတ်ဘူးဒီလိုမျိုးပရိယေနဲ့လှည့်ပြောတဲ့သဘောအဓိကတိတိကျပြောမယ်ဆိုရင်ဘယင်ကြီးကိုဒီပေါ်မှာအာယုံမထားဘဲနဲ့ကုသိုလ်ကောင်းမှုတွေကိုအာယုံပြုစေခြင်းလို့စိတ်တသက်ရအောင်တစ်ဖက်လက်နဲ့ပြောတဲ့သဘောပဲဟောတာအာဟုသို့လုံးဝမဖြစ်ဘူးလို့ဆိုလိုတာမျိုးမဟုတ်ဘူးနော်တို့တမ္ပဓာတိကဆိုတဲ့ဟာတယောက်လည်းရှိတယ်ဘုရားလက်ထက်တုန်းကအာနာပဂောတာနော်သူဆိုရင်လည်းဒါနှစ်ပေါင်း60လောက်ဒီပါဒီအစိုးရဝန်ထမ်းဖြစ်တဲ့လူတွေအများကြီးသူတက်ခဲ့ရတယ်နောက်အသက်60ရောက်တဲ့အခါမှာသူအားအိမ်တွေကုန်ခန်းပြီးတော့လူမတက်နိုင်တော့ဘူးအဲ့ဒီမှာသူပင်စင်ယူတာပေါ့နော်ဒီနေ့ခေတ်လို့ဆိုရင်တော့ဘယင်ကအငိမ့်စားပေးလိုက်တယ်ပေးလိုက်တော့သူလည်းမတက်ချင်မနဲ့တက်ခဲ့ရတာဆိုတော့လေအဲ့တော့သူအာရဝန္တာနဲ့သူရေမိုးတွေချိုးအဝေးစားကောင်းတွေပေါ့အစားကောင်းတွေစားအဲ့မှာသူအရှင်သာရိပုတ္တရာကိုအိမ်ပင့်ပြီးတရားနာတော့အရှင်သာရိပုတ္တရာတရားဟောတဲ့အချိန်အာယုံဆိုင်လို့မရအောင်သူနှစ်ပေါင်း60ဒီတက်ခဲ့တဲ့ဟာတွေသတိရနေတာအရှင်သာရိပုတ္တရာလည်းလူကဲခက်တည်တယ်လေဟောဒီတခါကြီးပေါ့နော်တရားအာယုံမဆိုင်နိုင်ဘူးအဲ့တော့သူတခုခုတွေးနေပုံရတယ်ဆိုတော့တခါကြီးဘာတွေတွေးတာလဲဆိုတော့တော်နှစ်60ပေါ့နော်လူတက်ခဲ့တဲ့ကိစ္စတွေတွေးမိနေတာအဲ့ဒါကြောင့်စိတ်မကောင်းဖြစ်နေတာဆိုရှင်သာရိပုတ္တရာတရားကိုအာယုံစိုက်စေခြင်းနဲ့သူ့ကိုအာယုံစိုက်စေခြင်းတော့တခါကြီးကကိုတက်ချင်လို့တက်တာလားတဲ့အစိုးရခိုင်းလို့တက်တာလားဆိုတော့ဟာအစိုးရခိုင်းလို့တက်တာပါပေါ့နော်သူမတက်ချင်ပါဘူးပေါ့သူအစိုးရဝန်ထမ်းဖြစ်တဲ့ကြောင့်ခိုင်းတာလောက်ရပါတယ်အဲ့ဒါဆိုစဉ်းစားကြည့်ပေါ်တယ်တော့အပြစ်မဖြစ်ဘူးလို့မပြောဘူးနော်အဲ့ဒါတခါကြီးစဉ်းစားကြည့်လေတဲ့ကိုဘယင်ခိုင်းလို့လောက်တာလားကိုလို့ချင်လို့လောက်တာလားဆိုတော့အဲ့ဆိုဟုတ်တာပဲငါအပြစ်မရှိဘူးပဲသူ့ဘာသူဆုံးဖြတ်ချလိုက်တာနော်လားသူ့ဘာသူပဲကောက်ချက်ချလိုက်တာအဲ့ဆိုငါအပြစ်မရှိဘူးပေါ်ဆိုကိုယ့်ဘာကိုကောက်ချက်ချလိုက်တာအဲ့တော့သူ့ဘာသူပြီးတရားပေါ်မှာစိတ်အောင်ရောက်သွားတယ်အဲ့တော့အရှင်သာရိပုတ္တရာကမဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးစဉ်းစားခိုင်းတာသူ့ကိုနော်ဒါစိတ်ကိုတစ်ဖက်လှည့်စားလိုက်တဲ့သဘောပေါ့နော်အဲကြောင့်သူများခိုင်းလို့ပဲဖြစ်ကိုယ့်ဘာကိုတက်ချင်လို့တက်တာပဲဖြစ်အာဟုသို့ဖြစ်တယ်ခုနသီလမရှိတဲ့ပုဂ္ဂိုလ်တက်ရင်အာဟုသို့ဖြစ်တယ်ဒါပေမဲ့အပြစ်ကြီးမကြီးကွာသွားတာပေါ့နော်ဟုတ်